ပြောင်းအောင်ပုတ်လူတိုင်းသူ့တန်ဖိုးနှင့်သူရှိပါတယ်အားလုံးသည်စိန်ရိုင်းတုံးလေးများဖြစ်ပါတယ်ပုတ်တိုက်နိုင်မှုအလိုက်ပြောင်လက်တောက်ပနေကြပါတယ်ပုံဖော်ထားနိုင်မှုအလိုက်တန်ဖိုးရှိနေကြသည်သာဖြစ်ပါတယ်ကိုတန်ဖိုးကိုမသိသဖြင့်မပုတ်တိုက်အကွက်မဖော်အယောင်မတင်သောကြောင့်တန်ဖိုးမဲ့အရိုင်းတုံးများအဖြစ်မြုပ်နေသူပေါင်းလည်းများစွာရှိနိုင်ပါတယ်ကိုတန်ဖိုးကိုပိုပြီးရှိစေလိုလျှင်ပိုပြီးတောက်ပြောင်အောင်ပုတ်တိုက်နိုင်ရမှာဖြစ်ပါတယ်လူကိုအယောင်ထွက်အောင်ပုတ်တိုက်မှုဆိုသည်မှာရွှေငွေတို့ဖြင့်ပြောင်လက်စေရန်ဖန်တီးခြင်းကိုမဆိုလိုပါဘဝတွင်နေတတ်အောင်နေထိုင်နိုင်ရေးကိုဦးစားပေးရန်ဖြစ်ပါတယ်ရှေ့ပိုင်းတွင်ဆိုခဲ့သည့်အတိုင်းနည်းနည်းစားကောင်းကောင်းစားစောစောအိတ်စောစောထလေးကျင့်ငန်းပုံမှန်လုပ်လေးလာသင်ယူမှုအမြဲလုပ်လူတွေနှင့်ပြောဆိုဆက်ဆံရာတွင်အကောင်းမြင်စိတ်ထားအမြဲတက်ကြွအောင်နေတီထွင်ဖန်တီးကြံစားမှုတွေအမြဲလုပ်နေခြင်းကလည်းမိမိကိုမိမိတောက်ပြောင်အောင်ပုတ်တိုက်နေခြင်းဟုခံယူတတ်ရန်လိုအပ်ပါတယ်ရိုးရိုးလေးဝတ်ပြီးစမ်းစမ်းလေးတွေးရန်သာလိုပါတယ်ကောင်းကောင်းဝတ်ပြီးအတွေးအမြင်ကအောက်တန်းကျနေလဲတန်ဖိုးမဲလှပါတယ်မိတ်ကောင်းဆွေကောင်းတန်ဖိုးထားပေါင်းစာအုပ်စာပေလူမိတ်ဆွေလောက်ခါစုဆောင်းဖတ်မှတ်သူတော်ကောင်းနှင့်ပေါင်းသူရုပ်မာကိုရှောင်ခြင်းတို့ကလည်းအယောင်ထွက်အောင်ပုတ်တိုက်နေခြင်းဖြစ်ပါတယ်ကို့အတွေးကို့ဆုံးဖြတ်ချက်နဲ့ရပ်တည်နိုင်အောင်ကြိုးစားဖို့လိုပါတယ်ဘယ်အချိန်မှခီးထွက်မယ်ဘာဝတ်မယ်ဘာစားမယ်စသည်တို့မှာကိုယ်စိတ်ကူးအတိုင်းသာဖြစ်နိုင်အောင်ကြိုးစားရပါမယ်ကိုယုံကြည်မှုအပြည့်ရှိမှသာကိုဘဝကိုကိုယ်တိုင်ကဦးဆောင်နိုင်မှာဖြစ်ပါတယ်ရှေ့ကိုဆက်နိုင်အောင်ကြိုးစားနောက်ကိုဘယ်တော့မှပြန်မဆုတ်သွားမိပါစေနဲ့ကိုစွမ်းကိုစားရှိသူများသည်အခက်အခဲမှန်သမျှတည်ငြိမ်အေးဆေးစွာကြော်ဖြတ်နိုင်သူများဖြစ်ပါတယ်ဘဝပျော်ရွှင်မှုဆိုသည်မှာမိမိခံယူချက်နှင့်ဆိုင်ပါတယ်လူတိုင်းပျော်နေသည့်အပျော်သည်ကိုယ့်အတွက်ပျော်ရွှင်မှုဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ရေအေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝါဟူသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသားအိပ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နှိုးကြနိုင်ကြပါစေ